လကားပေးမဲ့အစီအစဉ်လေးစပါပြီရှင်မင်္ဂလာပါရှင်အော်စကာတို့မှကြိုဆိုပါရရှင်လကားပေးမဲ့အစီအစဉ်လေးကတော့ကြံအကျိုးနေ့နေနဲ့9ရက်10ရက်17ရက်12ရက်4ရက်အတွက်ပစ္စည်းဒီ6မိနစ်ပစ္စည်းတစ်ခုရဲ့တန်ဖိုးရဲ့ 5% အလကားပေးသွားမှာဖြစ်ပါတယ်ရှင်6မိနစ်လေးတန်ဖိုးထက် 5% discount ပေးသွားမှာဖြစ်ပါတယ်နောက်ပြီးတော့ရွှေတဲ့ပစ္စည်းလေးတွေရဲ့အရော့တက်လေးတွေကိုလည်းအရော့တက်တက်တာလေးဖြစ်အောင်ပရိန်အရော့ကလေးနဲ့ပေးသွားမှာဖြစ်ပါတယ်ရှင်လက်ခလုံးဝမယူဘဲနဲ့အရော့အတွက်ပရိန်အရော့လေးတွေနဲ့ပဲပေးသွားမှာဖြစ်ပါတယ်ရှင်ဒီ၄ရက်အတွင်းမှာဒီအစီအစဉ်လေးကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ကဲလို့တရားလေးတွေကိုကြည့်ရှုအားပေးဝယ်ယူခြင်းနဲ့ဆိုရင်တော့ ICT Jewelry Mall B285 မှာလာရောက်ကြည့်ရှုအားပေးနိုင်ပါတယ် post ကိုအသေးပေးမယ် follow လုပ်မယ် comment ပေးမယ်လူတွေချစ်မိတ်ဆွေတွေအားလုံးကို TikTok ကနေပြီးတော့3ယောက်ရွေးမှာဖြစ်ပါတယ် follow လုပ်ပြီးတော့share ပေးမဲ့သူတွေကိုလည်း Facebook ကနေပြီးတော့3ယောက်ကိုရွေးပေးမှာဖြစ်ပါတယ်ဒီ post ကို YouTube မှာလည်း share ပြီးတော့ subscribe လုပ်ထားတဲ့သူတွေကိုလည်း3ယောက်ရွေးပေးမှာဖြစ်ပါတယ် April လကုန်ရက်မှာ3ယောက်စီရွေးချယ်ပြီးတော့1000စီတယောက်1000စီပေးသွားမှာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်